Microsoft Word မှာဇယားကွက်လေးတွေဆွဲပြီးသွားတဲ့အချိန်မှာဒီရဲ့အောက်နားလေးမှာဇယားကွက်အလွတ်လေးတွေထပ်ပြီးတော့မှတိုးကျင်တဲ့အခါမျိုးမှာဘယ်လိုတိုးလို့ရလဲဆိုပြီးတော့မေးထားတာလေးတွေ့ရတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာဖြည့်ပေးလိုက်ပါတယ်အခုလိုမျိုးကျွန်တော်တို့ဇယားကွက်လေးတွေဆွဲပြီးသွားတဲ့အချိန်မှာဒီရဲ့အောက်ခြေလေးမှာတစ်ကွက်နှစ်ကွက်ပဲကျွန်တော်တို့တိုးကျင်တာဖြစ်တဲ့အတွက်အရင်ဆုံးကျွန်တော်တို့ table layout ဆိုတဲ့ထဲကိုဝင်ပေးရပါတယ်ပြီးရင်တော့ဒီဘက်ဘေးလေးမှာကျွန်တော်တို့ draw table ဆိုတဲ့နေရာလေးရှိပါတယ်ဒီရဲ့ draw table ဆိုတဲ့နေရာလေးကိုကလစ်တစ်ချက်နှိပ်ပြီးတော့ဇယားကွက်လေးတွေကိုကျွန်တော်တို့ကကိုယ့်ရဲ့စိတ်တိုင်းကျထပ်ပြီးတော့မှအခုလိုမျိုးလေးဖိဆွဲပြီးတော့ဇယားကွက်အလွတ်လေးတွေတိုးလို့ရပါတယ်အခုလောလောဆယ်ကျွန်တော်တို့က draw table ကိုယူပြီးတော့မှဇယားကွက်လေးတိုးလိုက်တဲ့အခါမှာဆဲကွက်ကကျွန်တော်တို့ဒီမှာတစ်ကွက်သေးပုံစံအနေနဲ့ဖြစ်နေတယ်ပေါ့နော်ဒီတော့ဒီရဲ့ဆဲကွက်လေးမှာကျွန်တော်တို့ကနှစ်ကွက်ပြန်ပြီးတော့မှခွဲဖို့ရအတွက်ဆိုရင်ဒီရဲ့နေရာလေးမှာကာစာချပြီးတော့မှ table layout ဆိုတဲ့ထဲကနေပြီးတော့မှ split cell ဆိုတဲ့နေရာလေးကိုဝင်ပြီးတော့မှ number of column ဆိုတဲ့နေရာမှာကိုက column နှစ်ခုခွဲချင်တာဖြစ်တဲ့အတွက်2ဆိုပြီးတော့ရေးထည့်ပါမယ် number of row ဆိုတဲ့နေရာလေးမှာတော့1လို့ရိုက်ထည့်ပြီးတော့မှ okay လေးနှိပ်လိုက်တယ်ဆိုရင်တော့အခုလိုမျိုးလေးကျွန်တော်တို့ကဇယားကွက်ရဲ့အောက်ခြေလေးမှာဆဲကွက်အလွတ်လေးတွေထပ်ပြီးတော့တိုးလာတာကိုတွေ့ရပါလိမ့်မယ်ဒီရဲ့အောက်မှာထပ်ပြီးတော့တိုးဖို့ရအတွက်ဆိုရင်တော့ keyboard ကနေပြီးတော့မှတက်ကီးလေးကိုနှိပ်ပြီးတော့အခုလိုမျိုးဆဲကွက်အလွတ်လေးတွေတိုးသွားလို့ရပါတယ်ဒါကတော့ကျွန်တော်တို့က Microsoft Word table နဲ့ပတ်သက်ပြီးတော့မှဆဲကွက်လေးတွေတိုးချင်တဲ့အခါမှာတိုးလို့ရတဲ့နည်းလမ်းလေးဖြစ်ပါတယ်